ကဲဒီနေ့ကတော့ iMovie လုံးနည်းတွေကိုပြောပြပေးမှာဖြစ်ပါတယ် setting ထဲမှာပဲလောက်ရမှာပေါ့နော်ဘာမှမလိုပါဘူးကဲအခု setting နဲ့ချက်ဝင်လိုက်ပါနော် setting နဲ့ရောက်ပြီဆိုတာနဲ့အပေါ်ဆက်ပါမှာပေါ့နော် SIDPE က site value ရိုက်ရှာတာ file value ရိုက်ရှာတာပေါ့နော် okay ရိုက်ရှာလိုက်ပြီးအမအောက်ကဟာလေးနေလိုက်ပြီးအမ site bar ဆိုတာရှိတယ်အဲ့ဒါလေးဖွင့်ပေးလိုက်နော်ချက်ဖွင့်ပေးလိုက်ဖွင့်ပေးရပြီဘေးကအဲ့လိုမျိုးလေးပေါ်လာရင်ဖုန်းရပြီနော်ဘေးကအဲ့လိုမျိုးပေါ်လာပြီ okay ကျွန်တော်ပက်ကြီးလေးရှင်းထားမယ်ပြီးရင်ပက်ကြီးကိုလိုက်ချမယ်အဒီပက်ကြီးကို okay ပက်ကြီးတွေဝင်လိုက်ပါနော်အဲ့ပက်ကြီးကိုအဲ့ထဲကနေပက်ကြီးတွေဝင်လိုက်ခဏဆောင်းပေးပါခဏလေးဆောင်းဖြည်းဖြည်းချင်းအောက်ကိုဆွဲချဖြည်းဖြည်းချင်းအောက်ကိုဆွဲချမယ် okay အဲ့လိုမျိုးဖွဲ့တင်းတော့တစ်ခါတည်းဖွဲ့ချလိုက်ပါနော်အားကောင်းနေတော့ချက်ကြည့်ပြီးတော့နော်တစ်ခါနဲ့မြရင်နှစ်ခါလောက်ပြန်လုပ်ပြီးပါနှစ်ခါလောက်ရင်တစ်ခါနဲ့မြရင်နောက်တစ်ခါနဲ့မြရင်နောက်တစ်ခါထပ်လုပ်ထပ်ခါလောက်နေရတယ်ခဏဆောင်ပြီးတော့ okay စာလုံးကအဲ့လိုမျိုးပြားနေတဲ့ဖုန်းရပြီနော်အဲ့ဒါပဲပါစာလုံးအဲ့လိုပြားနေတဲ့ဖုန်းရဒါတိုင်းအားဖုန်းရပြီနော်ကဲ channel လေး subscribe လုပ်ရတယ် subscribe လုပ်ပါပဲเนาะနောက်လည်းဒီလိုပတ်ကြည့်နေပတ်သက်တဲ့အဲ့ setting အကြောင်းလေးတွေပြီးရင်အထက်ကပတ်ကြည့်နေပတ်သက်တဲ့ဟာလေးဒီထဲမှာအများကြီးတင်ပေးဦးမှာမလို့ channel လေးကို subscribe လုပ်ရင် subscribe လုပ်ပေးပါဦးဒါယူပြီး share ချုပ်ဝင်ကြည့်နော် okay ပတ်ကြည့် second ဟာတာတွေပါလေ channel မှာကုန်တင်ပေးထားเนาะဒါယူအဲ့Telegram channel မှာကုန်တင်ပေးထားနော် okay အဲ့ဒါကိုရပြီနော်ဒါရောအဲ့လိုဟိုရပြီနော် okay ရ channel လေး subscribe လုပ်ပြီးတော့ဒါရောokay ရအဲ့ဒါကိုရပြီနော်ဒါရောအဲ့လို second ဟဲ့လို့ရှင်လည်း channel မှာကုန်တင်ပေးထားတာဒါရော TG channel မှာခုလိုမျိုးလုပ်လို့များရင်ဟိုကခိုင်းတာဝင်လည်းလုပ်နောက်လေးကတင်ပြီးနော်ဒါရောရမ်းစရာကြီးရတယ်လည်းတင်နေတယ်